ကျောင်းသားနှစ်ယောက်စမ်းပါမယ်တဲ့ရွှေဦးသချင်းနဲ့ဝင်စမ်းထားပါတယ်ချင်းနေကဲဈေးရ38သိန်းမှာမိုးကလက်ဆောင်ပေးထားပါတယ်ဘယ်မျိုးဖြစ်ဖြစ်ပို့ပေးပါတယ်နော်ကားကိုတော့ဝယ်တဲ့သူဘက်ကခံရပါတယ်နော်ကဲဒီလိုလေးရှိပါတယ်ကဲနော်ဘယ်မျိုးဖြစ်ပို့ပေးပါတယ်ပို့တဲ့ကားတော့ဝယ်တဲ့သူဘက်ကခံရပါတယ်နော်ကဲမိုးကရတော့မဲဟုတ်မဲဟုတ်လားကောင်းကားလိုက်အောင်နောက်ကြနေဒီမှာနောက်ကြနေနောက်ကြနေရဒီရကဲဒီလိုလေးပါနီးကလေးရောပါတော့ညာတော့နော်
ဇန်ကိုကြီးချက်ကြီးကလည်းဘာတွေလုံးနေမှမသိဒီကိုကြီးချက်ကြီးနေရလဲကဲဒီလိုလေးပါရတယ်ပေးရပါလိမ့်ရှင်ရတယ်အဲ့လိုမိတ်လိုက်တော့အဲ့လိုလေးကဲအဲ့လိုလေးပါနော်ကဲဝေဦးအပ်ပြတဲ့ကိုကြီးဒီကျေးဇူးတင်ပါတယ်ရှင်ကဲရှင်ဖျားတို့လည်းကျေးဇူးပါမှားမယ်ဆိုရင်ဟယ်လိုလိုက်ပါနော်ရွှေဦးဆင်ချိုးပါရှင်တချင်းလေးရေးပေးတယ်နော်